living together နေတာကောင်းလားမကောင်းဘူးလားဒီနေ့ခေတ်မှာတော့အတွဲတော်တော်များများကတော့အဲ့ဒီအရာနဲ့မကင်းကြဘူး Okay ဒါဆိုရင်ပထမအချက်ကဇရားမရှုပ်ဘဲနဲ့ကိုတယောက်ထဲနဲ့လည်းလုံလောက်နေတဲ့သူမျိုးနှစ်ယောက်ထဲကပါတီးတန့်ပဲဆိုရင်တော့ဒါအတူတူနေတာတိတ်ပြီးတော့ပြဿနာမရှိဘူးအဲ့လိုမဟုတ်ဘဲနဲ့ကိုတယောက်ထဲနဲ့လည်းမလုံလောက်ဘူးကိုရဲ့နောက်ွယ်မှာလည်းဇရားတွေရှုပ်နေတဲ့သူမျိုးဆိုရင်ကျမ်းမာရေးရှူတောင်းကပဲကြီးကိုတယောက်ထဲနဲ့မလုံလောက်နေတဲ့အနေအထားမျိုးဆိုရင်တော့ဒါအဆင်မပြေဘူးပေါ့နော်ဒါကတော့ပထမအချက်ပါဒုတိယအချက်အနေနဲ့ကတော့ပေါ့နော်အေးတို့တွေပုံမှန်သမီးစားတွဲတာထက်ဒီလိုအတူတူနေလိုက်တဲ့အခါကျတော့တယောက်အကြောင်းတယောက်ပိုတိလာတယ်ပိုပြီးတော့လေးလေးနက်နက်စဉ်းစားပေးတတ်လာတယ်ပိုပြီးတော့ချစ်လာတယ်အနစ်နာခံလာတာမျိုးဆိုရင်တော့ဒါအတူတူနေရတဲ့ science ကကောင်းတဲ့လက္ခဏာဘက်ကိုသွားတယ်ပေါ့နော်အဲ့လိုမဟုတ်ဘဲနဲ့အတူတူနေပြီးသွားတဲ့အခါကျမှပိုပြီးတော့စိတ်ကုံလာတာမျိုးစိတ်ရှုပ်သွားတာမျိုးအတယောက်တည်းနေရင်တော့ကောင်းတာဆိုတဲ့စိတ်မျိုးဝင်မိတယ်ဆိုရင်တော့ဒါကတော့ကောင်းတဲ့ sign မှာရှိမနေဘူးပေါ့နော်နောက်တစ်ချက်ကဘာလဲဆိုတော့ရေရှည်မှာနှစ်ယောက်လုံးကရွယ်ချက်တွေအတူရှိကြတယ်အဲ့အတွက်လည်းနှစ်ယောက်လုံးကအကောင့်ထဲပေါ်ပြီးတော့ကြိုးစားကြတယ်နောက်တစ်ချိန်တူတရားဝင်ပေါင်းဖက်တဲ့အခါမျိုးမှာပိုပြီးတော့အဆင်ပြေအောင်နေဖို့အတွက်နှစ်ယောက်လုံးကလက်တွေ့မှာအင်တိုက်အားတိုက်နဲ့ကြိုးစားနေကြတယ်ဆိုရင်ဒါကောင်းတယ်ပြဿနာမရှိဘူးအဲ့လိုမဟုတ်ဘဲနဲ့တစ်ဖက်ကကြိုးစားခြင်းစိတ်လည်းမရှိဘူးနေခြင်းတလို့နေမယ်ပြီးစလွယ်နေမယ်ပြီးရောနေမယ်ဆိုရင်တော့ဒါမိန်းကလေးဖြစ်တဲ့သူအတွက်လည်းနစ်နာတယ်လို့ယောက်ျားလေးဖြစ်တဲ့သူအတွက်ဆိုရင်လည်းအချိန်ကုန်ရာရောက်ပါတယ်နောက်ဆုံးတစ်ချက်ကဘာလဲဆိုတော့အတူတူနေပြီဆိုမှတော့ဒါအိမ်မှုကိစ္စမှာဖြစ်နေတဲ့အရာတွေကုန်ကြစရိတ်တွေဖို့နော်နှစ်ယောက်လုံးကအတူတူတာဝန်ယူတာမျိုးတော့ဒါအဆင်ပြေတယ်အဲ့လိုမဟုတ်ဘဲနဲ့တယောက်တည်းကပဲတာဝန်ယူနေရတာမျိုးဆိုရင်တယောက်တည်းကပို့ပြီးတော့ပင်ပန်းလာတဲ့အခါမှာငါဒီလူကိုရွေးချယ်လိုက်တာမှန်ကောမှန်ရဲ့လားဆိုတဲ့အတွေးမျိုးတွေဝင်လာနိုင်ပါတယ်အဲ့လိုမျိုးတွေးပြီးဆိုကြတဲ့ကိုကစပြီးတော့ပင်ပန်းပါပြီအဲ့တော့ဘယ်နေရာမှလည်းကို့အတွက်အကူအညီမဖြစ်နေဘူးဆိုရင်တော့ပိုပင်ပန်းတဲ့လက္ခဏာတွေပဲတွေ့ရပါလိမ့်မယ်ဆိုတော့အေးအနေနဲ့ခုနကတော့ main ကြတဲ့အချက်တွေကိုကောင်းတာနဲ့ဆိုတာကိုတွဲပြီးတော့ပြပေးသွားတာပေါ့နော်ဆိုတော့အဓိကကတော့ဒီ relationship နှစ်ယောက်လုံးကတကယ်လဲခိုင်မာတဲ့အခြေခံအုပ်မြင့်နဲ့တီဆောက်ထားတဲ့ချစ်ချင်းမျိုးဆိုရင်ဘယ်အရာမဆိုအတူတူရင်ဆိုင်မယ်ဒီတယောက်တည်းနဲ့လည်းလုံလောက်တယ်အတူတူသွားဖို့အဆင်သင့်ဖြစ်နေတာမျိုးဆိုရင်တော့ဒါနှစ်ယောက်အတူတူနေတာပြဿနာမရှိပေမဲ့အဲ့လိုမဟုတ်ဘဲနဲ့ဘယ်အရာမှပြင်ဆင်မှုလည်းမရှိဘူးတယောက်အကြောင်းတယောက်ကလည်းဂဂနနမသိသေးပဲနဲ့လမ်းကိုရှောက်တဲ့အခါမှာပို့ပြီးတော့အခြေအနေတွေဆိုးသွားနိုင်ပါတယ်ဒါကတော့ဗောနော် living together နေရာနဲ့ပတ်သက်ပြီးတော့ဒါအေးအနေနဲ့ဗောနော်အကောင်းတဲ့အချက်လည်းရှိသလိုဆိုးတဲ့အချက်လည်းရှိတယ်ဆိုတာကိုပြောပြပေးသွားတာပါဆိုတော့ relationship နဲ့ပတ်သက်ပြီးတော့အေးလက်ရှိမှာဖတ်နေရစာအုပ်သုံးအုပ်ရှိတယ်ဗောနော်ပထမတစ်အုပ်ကတော့အေးဖတ်နေတာက boundary freedom ပေါ့နော်ကိုမေးရလောက်အောင်ဒီအချစ်ကိုပုံအော်ပြီးချစ်နေတဲ့သူတွေရှိတယ်မလားဆိုတော့အဲ့စာအုပ်ကိုတော့ဖတ်လိုက်အဲ့စာအုပ်ထဲမှာက healthy ဖြစ်တဲ့ strong ဖြစ်တဲ့ relationship ကိုဘယ်လိုတည်ဆောက်မလဲဆိုတာအစပါတယ်ပေါ့နော်ဒုတိယစာအုပ်ကဘာလဲဆိုတော့ emotional blackmail ဆိုတဲ့စာအုပ်ကလေးပေါ့နော်အဲ့ဒါကဘာလဲဆိုတော့ငါ့ကိုချစ်သားလုပ်ပေးရမယ်အရာအလုံးကိုလာပြီးတော့ထိန်းချုပ်ချင်နေတဲ့ချစ်သူမျိုးနဲ့တွေ့တဲ့အခါအဲ့စာအုပ်ကိုတော့ဖတ်ပါအဲ့ဒါကိုယ့်ရဲ့တန်ဖိုးကိုပြန်ရှာတွေ့နိုင်မဲ့စာအုပ်ကလေးပဲဖြစ်ပါတယ်နောက်ဆုံးတစ်အုပ်ကတော့ safe people ပေါ့နော် main ကလေးတယောက်အနေနဲ့ကိုယ့်ရဲ့ဘဝလက်တွဲဖို့ကိုရွေးချယ်တဲ့အခါမျိုးမှာအေးတို့တွေအနေနဲ့ပေါ့နော်တကယ်လုံခြုံမှုပေးနိုင်တဲ့သူဖြစ်ရဲ့လားဆိုတာကိုဝေဖန်ပိုင်းခြားနိုင်ဖို့အတွက်ဖတ်တဲ့စာအုပ်ကလေးပဲဖြစ်ပါတယ်စာအုပ်သုံးကပါလက်ရှိမှာအေးဖတ်နေရပဲဖြစ်ပါတယ်အေးအခုပြပြသွားတဲ့စာအုပ်တွေကိုဖတ်ချင်နေဆိုရင်တော့ရွှေနှုတ် app မှာသွားပြီးတော့ဖတ်လို့ရပါတယ်ရွှေနှုတ်ကလည်းပေါ့နော်နှစ်ကုံလက်ဆောင်အနေနဲ့ထူးထူးခြားခြားလေးစီစဉ်ထားတာရှိပါတယ်ဆိုတော့အသေးစိတ်သိချင်နေဆိုရင်တော့ရွှေနှုတ်ရဲ့ Facebook page ကိုသွားပြီးတော့မေးလို့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်